皆さんこんにちは。先生ရဲ့နာမည်ကတော့စန်စေမိုးသူဖြစ်ပါတယ်။စန်စေကတိုကျိုလင်းမှာဆိုရင် N3 N2 ကိုတာဝန်ယူပြီးတော့သင်ကြားပေးနေပါတယ်။အခုလက်ရှိစန်စေသင်ပေးမှာကတော့ N4 ရဲ့ grammar အခန်း32ကနေစပြီးတော့တာဝန်ယူပြီးဆက်လက်ပြီးတော့သင်ကြားပေးသွားမှာပါ။皆さんこんにちは。စန်စေကနေ့သင်မဲ့ N4 grammar လေးကတော့ဒိုင်းစန်ဂျူနီကသင်ခန်းစာ30နဲ့နေ့ဖြစ်ပါတယ်။အဲ့မှာဆရာမတို့အခန်း30မှာဆိုရင် grammar 4ချက်ရှိပါတယ်။ပထမဦးဆုံးနံပါတ်1အနေနဲ့ grammar ကကြတော့ better ဟိုက တက်ဆိုရင် better ကကောင်းတယ်။နောက်တစ်ချက်က benign ဟိုက တက်ဆိုရင်မ better ကကောင်းတယ်တဲ့။အဲ့တော့ဒီ grammar လေးတွေကိုဘယ်လိုမျိုးအခြေအနေလေးတွေမှာသုံးမလဲဆိုရင်တဲ့ဝါတာရှိကနေပြီးတော့သူများကိုအကြံဉာဏ်နေပေးခြင်းတဲ့အခါမှာဒီ grammar လေးတွေ better ဟိုက des benign ဟိုက des ကိုသုံးလို့ရတယ်အဲ့တော့ဆိုပါစို့အဲ့တော့ဆရာမတို့ကအဲ့တော့ဒီလမ်းလေးကိုတော့သွားတာကောင်းတယ်ဒီနေရာလေးကိုတော့သွားတာကောင်းတယ်ဒါလေးကိုတော့မလုပ်တာကကောင်းတယ်ဆိုပြီးတော့ဝါတာရှိကနေသူများကိုအကြံဉာဏ်ပေးခြင်းတဲ့အခါမှာဒီ grammar လေးကိုသုံးလို့ရတယ်အဲ့တော့ဆရာမတို့ကစန်စေတို့ကဒီ grammar လေးနဲ့ပတ်သက်တဲ့ဥပမာလေးတွေကိုလေ့လာကြည့်ရအောင် Ray Ichiban ကပြောအင်းအတာဟိုက des ဆေးရုံကိုသွားတာကကောင်းတယ်ဒီစာကြောင်းမှာဆိုလို့ရှိရင်သူဒီနေမကောင်းဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ကြတော့ဝါတာရှိကနေပြီးတော့အဲ့တော့သူများကိုဆေးရုံကိုသွားတာကကောင်းတယ်ဆိုပြီးတော့အကြံဉာဏ်လေးပေးတာနောက် rainy ဘန်ကကြတော့တပခိုကိုစူဝါနိုင်ဟိုက des ဆေးလိတ်ကိုမတောက်တာကကောင်းတယ်အဲ့တော့ဒီ grammar ဒီဝါတာရှိကနေပြီးတော့သူများကိုအကြံဉာဏ်ပေးခြင်းတဲ့အခါမှာသုံးလို့ရပါတယ်နောက်တစ်ခုကနံပါတ်1 grammar ကကြတော့ဆရာမတို့ကစမ်းစစ်တော့ desho ရဲ့အဓိပ္ပာယ်ကကြတော့လိမ့်မယ်ထင်တယ်အဲ့တော့ desho ရဲ့ရှေ့မှာဆိုတော့ဆရာမတို့ကဘာလိုက်လဲဆိုတော့ plain form လိုက်တယ်အဲ့တော့တချို့သောကျောင်းသားတွေကကြတော့ physical လို့သိကြတယ်အတူတူပါပဲဒါကြောင့် plain form desho ကလိမ့်မယ်ထင်တယ်လို့ပြောတဲ့အတွက်ကြောင့်100%သေချာမှုတော့မရှိဘူးအဲ့ဒီမှာဆရာမတို့က plain form မှာချွန်းချက်လေးဘာရှိလဲဆိုတော့နားအချစ်တင်တဲ့နောင်းမှာဆိုလို့ရှိရင်ဒါကိုဖြုတ်နမူနာအဖြစ်နားလဲအောင်ပြောရလို့ရှိရင်ဒီမှာဆိုဆရာမတို့က ganki das ဆိုလို့ရှိရင်ဆရာမတို့က plain form ပြောင်းရင် ganki da အဲ့ဒီကဒါကိုဆရာမတို့ကဖြုတ်မယ်ဘာကြောင့်ဖြုတ်ရမှာလဲဆိုရင် desho နဲ့တွဲမှာဖြစ်တဲ့အတွက်ကြောင့် ganki desho အဲ့လိုမျိုးပဲနောင်းမှာဆိုရင်လေဒါလေးကိုဖြုတ်နမူနာအဖြစ်ပြောရရင် isha des ကို plain form ပြောင်းလို့ရှိရင် isha da အဲ့ဒီဒါလေးကိုဖြုတ်လိုက်တော့ isha desho အဲ့လိုမျိုးသဘောလေးကိုပြောချင်တာပါအဲ့ဒီက desho မှာတဲ့အချက်ပြစကလုံးလေးတွေနဲ့နှလုံးပါပါတယ်တာဝင်ရဲ့ခိတူရဲ့ဆိုပြီးတော့အချက်ပြစကလုံးလေးတွေနှလုံးပါပါတယ်တဲ့အဲ့တော့ desho နဲ့ပတ်သက်တဲ့ဥပမာလေးတွေကိုလေ့လာကြည့်ကြရအောင် Ray Ichiban ကကြတော့ခွင်ရဝဒီနေ့ညမှာဟိုရှိကကျဲကိုမီအဲရုဒေရှောမြင်ရလိမ့်မယ်ထင်းတယ်အဲ့တော့100%သေချာမှုတော့မရှိဘူးနောက်နိဗ္ဗာန်ကကြအာရှိတာဝအဲ့တော့ဒီခန်းကြီးလေးကအာရှိတာလို့လည်းပြောလို့ရတယ်အာစုလို့လည်းပြောလို့ရတယ်မနှက်ပြန်အာရှိတာဝမနှက်ပြန်မှာအာမဲဒေရှောမိုးရွာလိမ့်မယ်လို့ထင်တယ်အာမဲကနောင်ဖြစ်တဲ့အတွက်ကြောင့်အဲ့တော့နောက်မှာဆရာမတို့ကဒါလေးကိုဖြုတ်ထားတယ်အာရှိတာဝအာမဲဒေရှောမနှက်ပြန်မှာမိုးရွာလိမ့်မယ်လို့ထင်တယ်အခန်း32ရဲ့ဇာမတို့စမ်းစီတို့နံပါတ်3ချက်လေးကဘာလေးလဲဆိုလို့ရှိရင်အဲ့တော့ခါမိုရှိရဲမာဆန်းရဲ့အဓိပ္ပာယ်ကကြတော့ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောတဲ့အတွက်ကြောင့်မလို့သူလည်းပဲ100%သေချာမှုမရှိဘူးအဲ့တော့ခါမိုရှိရဲမာဆန်းရဲ့ရှေ့မှာလိုက်တဲ့ပေါင်က plain form ဒါမှမဟုတ်လည်းတချို့သောကျောင်းသားတွေက physical အတူတူပဲပေါ့နော်အဲ့တော့အဲ့ဒီ plain form မှာဆရာမတို့ချွန်းချက်အနေနဲ့နားချစ်တင်မှာဆိုရင်လည်းပဲဓာတ်ကိုဖြုတ်ပေးရမယ်တဲ့။နောင်းဆိုလို့ရှိရင်လည်းဓာတ်ကိုဖြုတ်ပေးရမယ်။အဲ့တော့စန်စီတို့ကခါမိုရှိရဲမဆန်းနဲ့ပတ်သက်တဲ့ဥပမာလေးတွေကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်။ Ray Ichi မှာဆိုရင်ခါရဲဝကောင်လေးကခိုင်းရှာအိုရာမဲရုခါမိုရှိရဲမဆန်းကုမ္ပဏီကနေနှုတ်ထွက်တာလေဖြစ်ကောင်းဖြစ်နိုင်တယ်။အဲ့တော့ကျတော့သူဒီကောင်လေးဒီကုမ္ပဏီကနေနှုတ်ထွက်ရင်လည်းနှုတ်ထွက်မယ်မနှုတ်ထွက်ရင်လည်းမနှုတ်ထွက်ဘူးသေချာမှုကမရှိဘူးနောက်ထပ်ဥပမာရဲနိဗ္ဗာန်ကဘူချောဝဌာနမှုကအာရှိတမနေ့ပြန်ဣဆိုဂါရှိဤခါမိုရှိရဲမာဆန်အလုံးများမှလည်းဖြစ်ကောင်းဖြစ်နိုင်တယ်တဲ့အဲ့တော့ဆရာမတို့နောက်ဆုံးအချက်အနေနဲ့
dé so a day baby, tene. Ero daddy, ero below chinny, ma tongue so in it, ero person, a chainy now ma, deo, tomare. Ero, Samarua, person, a chain can't that day, person a can't that day, George in a kama, deo, don't know, yare. So bazo, ero deep yada ga, ero jero, yan, ero jero, ngaya, dene, chilo yade, that's all a person, balo like dozo, can't that, polite apple. And now the who has answered on it, Nia, Nebio, then and Tisoin, a below a chain below long day, 9 day, that's all a chain, can't that polite it. Ero dene better de Ubamali re ichibanga. 0 ampa iki no ko hi wa. A lowly of the answer my young coffee de Heaku and de Yandia dene. Ero Yandia suraga person. Ero person now ma de o te don't be like de. A lowly of the answer my young coffee good. Yandia dene ka ms. When I ne, Ka imeska wedi, Ka emesoro, Kanoki. Now Nibanga jaro, 2 girlfriend day, Sangamini tene, Sangamini suraga, a chain nama, day, Sangamini tene, Kaku e, town do, Aruke mes, Lansha 9 Aru Kimeskane, Aru Kemesoro, Kanoki. ဒါကြောင့်ဆရာမတို့စမ်းစီတို့အဲ့တော့အခန်း32မှာဆိုလို့ရှိရင်စုစုပေါင်း grammar သည်4ချက်ရှိပါတယ်ဒီနေ့စမ်းစစ်တဲ့ grammar လေးတွေကိုအားလုံးပဲနားလည်ကြမယ်လို့မျှော်လင့်ပါတယ်စမ်းစစ်နဲ့နောက်ထပ်သင်ခန်းစာတွေမှာလည်းပဲဆက်လက်ပြီးတော့တွေ့ကြပါမယ်皆さんお疲れ様でした